ဒီအားလုံးကိုဒီမှာရှိတဲ့ဒီပါလူကြီးတွေပေါ့ငုံညုံပဲကျွန်တော်တို့ဖားပါတယ်ခွင့်လွှတ်ပေးကြပါလို့ကျွန်တော်အလုံးညုံပဲမေတ္တာရပ်ခံဆိုတယ်ငုံညုံပဲပန်းချချင်ပါတယ်အဲ့ဒီဥစ္စာကလည်းကျွန်တော်တို့ကခရီးရဖြစ်တဲ့အပေါ်မှာပဲအခြေခံပြီးတော့ကျွန်တော်ပြောလိုတာဖြစ်တယ်ကျွန်တော်တို့ချင်းတီဟာချင်းတူနဲ့တူခွင့်လွှတ်တတ်တဲ့လူတယောက်ကကျွန်တော်မားတယ်ဆိုရင်မားတဲ့အကြောင်းပြောလို့ရှိရင်တော့ခွင့်လွှတ်ရမယ်လို့ဒီပုံမှာခွင့်လွှတ်တတ်တဲ့ကျွန်တော်တို့ချင်းတဲ့ရှိတယ်အဲ့ဒီလေးပုံမှာလည်းကျွန်တော်ဇက်တီပြီးတော့တော့ခရီးရဖြစ်တဲ့အပေါ်မှာလည်းဇက်တီပြီးတော့ကျွန်တော်တို့မားပါတယ်လို့မကိုင်မာလာတယ်အများကြီးရှိတယ်ဒီဘာလို့ရှိမှမှာကျွန်တော်တို့ရဲ့အောင်တဲ့အကြောင်းတစ်ခုမှပြောစရာမရှိဘူးကျွန်တော်တို့မားလာကြီးပဲကျွန်တော်တို့ကပြောဖို့ရှိတယ်ဒါကျွန်တော်တို့လုပ်တယ်များလုပ်တယ်ဆိုတော့ပြောဖို့တစ်ခုမှမရှိဘူးကျွန်တော်တို့ဖြစ်တာအဲ့ဒီပြောဖို့တွေ့လည်းမလာဘူးကျွန်တော်တို့မှားပါတယ်ဆိုလို့စားဘာလို့ရှိပါကျွန်တော်တို့လာပြောဖို့ဖြစ်တယ်ဆင်းနေအမေထောက်တယ်မြေတိုက်တဲ့ဥတော်ဘာလို့လဲတူမကုမ်ပေါ်လာရဒီလိုလောက်ပါအဟန်တူနာထားကြည့်ခဲ့တယ်